နဲ့အချိန်မြစားတီပညာရှင်များစွမ်းပကားနဲ့ကြိုးစားခဲ့သည် တေဘူးဒီလူရများကိုလင်းပြစေခဲ့သည် ဒီကနေ့ကျမတို့ရဲ့ပြည်သူ့သတင်းစကားတောက်ရှိုးစီစဉ်မှာဆိုရင်တော့စွမ်းရင်ရှိမှစွမ်းအားမြင့်မီဆိုတဲ့ခေါင်းစဉ်အောက်မှာနိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရသစ်လက်ထက်မှာလျှက်စစ်နဲ့စွမ်းရင်ဝင်ကြီးဌာနအနေနဲ့ထူးခြားတဲ့လှုပ်ဆောင်ချက်တွေရင်ဆိုင်ကြော်ဖြတ်နေရတဲ့စိန်ခေါ်မှုတွေနဲ့ပြည်သူတွေအတွက်ရှေ့ဆက်လက်ပြီးတော့ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးပြည်ထောင်စုဝန်ကြီးဦးကိုကိုလင်ကိုယ်တိုင်ကနေပြီးတော့ရှင်းလင်းပြသသွားမှာဖြစ်ပါရဲ့ရှင်ဒီကနေ့မှာဆိုရင်လေကျမတို့ရဲ့တည်င်းနေပြန်ကြားရေးဖြူလိုကနေပြီးတော့ပြည်ထောင်စုဝန်ကြီးနဲ့အတူတူရဲရွာရေရလျက်စစ်ဓာတ်ပေးဆက်ရုံကိုရောက်ရှိနေရဖြစ်ပါတယ်။ဒီရဲရွာရေရလျက်စစ်ဓာတ်ပေးဆက်ရုံဟာဆိုရင်တော့လက်ရှိမြန်မာနိုင်ငံမှာအကြီးဆုံးရေရလျက်စစ်ဓာတ်ပေးဆက်ရုံပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်တဘာဝတက်ခွင့်နဲ့ရေအားလျှက်စစ်ကိုအသုံးပြုပြီးတော့လျှက်စစ်ကိုထုတ်ယူရဲပေါ့နော်။ကျွန်မကြားဘူးတဲ့နေရာမှာဆိုလို့ရှိရင်လေရေအားလျှက်စစ်က48ရာခိုင်နှုန်းတဘာဝတက်ခွင့်က40ရာခိုင်နှုန်းထားပြီးတော့လျှက်စစ်ကိုထုတ်လုပ်တယ်ပေါ့နော်။ရေအားလျှက်စစ်ကိုပို့ပြီးတော့အဓိကထားပြီးထုတ်လုပ်တော့မယ်ဆိုလို့ရှိရင်တခြားတဘာဝတက်ခွင့်နဲ့ပတ်သက်ပြီးတော့ဒီထုတ်လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးစီစဉ်ဆောင်ရွက်ထားလဲဆိုတာလည်းပြပြပေးပါအောင်ရှင်။တဘာဝတက်ခွင့်အကြောင်းကိုပြောပြမယ်နော်။အဲ့တော့တဘာဝတက်ခွင့်မှာအဓိက natural gas ပေါ့။အဲ့ဒီမှာအဓိကအပြင်မီသိန်းCH4 ပေါ့ကာဗွန်အက်တမ်တစ်လုံးပါတယ်မီသိန်းပေါ့အဲ့ဒါပါတယ်ဘယ်လောက်ရာခိုင်နှုန်းလောက်ပါလဲဆိုတော့80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်း95ရာခိုင်နှုန်းဒီမီသိန်းပါတယ်အဲ့တော့မီသိန်းပြီးရင်နောက်ဘာပါလဲဆိုတော့အီသိန်းကာဗွန်အက်တမ်တစ်လုံးပါတယ် C2H6 အီသိန်းပါတယ်နောက်ပြီးရင်ကာဗွန်အက်တမ်3လုံးပါတယ် propane C3H8 နောက်ပြီးကာဗွန်အက်တမ်4လုံးပါတယ် C4H10 butane အဲ့ဒါတွေကပါကြတယ်အဓိကမီသိန်းအများဆုံးပါတယ်အီသိန်းပါတယ်နောက် propane butane ပါတယ်အဲနောက်တစ်ခါ impurities အနေနဲ့ဖယ်ထုတ်ရမယ့်ဟာတွေကဒီ nitrogen oxide တို့ hydrogen sulfide တို့ carbon dioxide ဒါလေးတွေကမကောင်းတဲ့ impurities အနေနဲ့ပါဒါလေးဖယ်ထုတ်ရမယ်အဲ့ဒီကနေပြီးတော့အဓိကသဘာဝဓာတ်ငွေကိုသုံးတာမီသိန်းကိုသူကအများစုပါတာမီသိန်းကိုဘာမှသုံးလဲဆိုတော့အပူပေးဖို့အတွက်သုံးတာပေါ့နော် heating အတွက်သုံးကြတယ်သဘာဝဓာတ်ငွေတစ်ကုဘပေးဟာဒီ1000 BTU ပတ်ဝန်းကျင်ရှိတယ်အပူစွမ်းရင်မြင့်တယ်အဲ့တော့ဒါကြောင့်မလို့သူကဒီလက်စစ်ထုတ်ဖို့အတွက် gas turbine တွေလဲတယ် gas engine တွေလဲတယ်အဲ့ဒီကနေပြီးတော့ဒီ generator တွေနဲ့ချိတ်ဆက်ပြီးတော့လက်စစ်ပြီးအဲ့အတွက်အများစုသုံးကြတယ်နောက်တစ်ခုကမီသိန်းဘာမှသုံးလဲဆိုတော့ရေတွေက nitrogen နဲ့ပေါင်းပြီးတော့ urea ဓာတ်မြေဩဇာထုတ်တယ်အဲ့ဒါမီသိန်းကိုဒီကသုံးကြတာအီသိန်းကဒီနေ့စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေအားလုံးနဲ့အမတန်ကြိုက်နေတဲ့ဓာတ်ငွေတစ်မျိုးပဲသူကစက်မှုလုပ်ငန်းတွေမှာအရန်အသုံးဝင်တယ်။အီသိန်းကနေအက်သလိန်းထုတ်တယ်။အက်သလိန်းကနေဘာဖြစ်သွားပြီလဲဆိုအခုနေ့စဉ်သုံးနေတဲ့ဒီဂျေတန်ဘူးတွေအဲ့ဒါကဒီအီသိန်းကနေပြီးတော့ထုတ်သွားတာ။နောက်တစ်ခါဒီအဝတ်တွေမှာရှိတဲ့ပိုလီအက်စတာတွေနောက်တစ်ခါကျဖော်ဘူးတွေပိုလီစတိုင်ရင်းအဲ့ဒါတွေကအီသိန်းကနေပြီးတော့ထုတ်သွားတာ။အဲကြောင့်မလို့ဒီသဘာဝဓာတ်ငွေပေါ်ကျော်သွားတဲ့နိုင်ငံတွေကဒီအီသိန်းကို VLEC လို့ခေါ်တဲ့သူက very large ethane carriers အဲ့ဒါတွေနဲ့သူကတည်ပြီးတော့တတိုင်နဲ့တတိုင်ရောင်းတာကိုကအီသိန်းကိုမှဟိုတဘာဝဓာတ်ငွေမရှိဘူးအီသိန်းမရှိဘူးတိုးတော့ကိုကဒီစက်မှုလုပ်ငန်းကိုကလုပ်လို့ဆိုအီသိန်းကိုဝယ်ရတယ်အဲ့လိုတန်ဖိုးထားတယ်သူက1 to 10% ပါအီသိန်းက propane နဲ့ butane အဲ့ဒီနှစ်ခုကကြတော့ဘယ်မှာသုံးလဲဆိုတော့မော်တော်ယာဉ်တွေမောင်းတဲ့အခါမှာ LPG liquefied petroleum gas ဆိုတဲ့ဒီ LPG အနေနဲ့မော်တော်ယာဉ်တွေမောင်းတဲ့နေရာမှာသုံးတယ်နောက်သမီးတို့အိမ်မှာသမင်းချက်တဲ့နေရာမှာသုံးတာအဲ့ဒါ LPG အဲ့ဒါ propane နဲ့ butane အဲ့တော့မြန်မာနိုင်ငံမှာကတော့ LPG လို့ကြဲပြန့်မသုံးနိုင်တဲ့အတွက်ကြောင့်လို့ CNG ဆိုပြီးတော့ natural gas ကိုလေထုဖိအားရဲ့အစ200အထိဖိပြီးတော့သူကသုံးနေရတယ်။တေပို့ဆောင်ရတဲ့ထိုက်တဲ့အထောက်ပံ့ဖြစ်တော်လဲပဲလေထုဖိအားရဲ့အစ200ကိုဖိသိမ့်ထားတဲ့အတွက်ကြောင့်လို့တကယ်တမ်းကျအန်ရရှိတယ်။အဲကျွန်တော်အနေနဲ့တော့အဲ့ဒါကိုတိတ်ဟိုပြည်သူတွေအတွက်ဒီထိုက်တဲ့ risk ရှိတာပေါ့နော်။တစ်ချိန်ကျရင်တော့ဒါကိုတစ်ခုခုနဲ့ကျွန်တော်ပြောင်းလဲသွားဖို့ကျွန်တော်စီစဉ်ဆောင်ရွက်သွားမယ်။လောလောဆယ်တော့ကျွန်တော်ဒါကမတက်တာလို့ကြည်နေရတယ်လို့ပြောရမယ်။ဒါပေမဲ့တေပို့ဆောင်တဲ့အတွက်ထောက်ပံ့ဖြစ်တယ်။ဒါကြောင့်မလို့ခီးတဲ့ပို့ဆောင်ရေးမှာတုံးနေတဲ့ဒီ CNG container တွေကိုစစ်ဖို့အတွက်စက်ရုံထူထောင်ထားတယ်
လာစစ်ပါအဲ့စက်ရုံကနေပြီးတော့ pass ရမှမောင်းပါလို့အဲ့လိုတော့သတ်မှတ်ထားတယ်ဒါပေမဲ့တစ်ချိန်ကျရင်တော့ CNG ကိုမသုံးတော့ထိုင်းမှာလည်းမသုံးတော့သူတို့ LPG ခီးနီးသွားတဲ့ကားတွေအတွက် LPG သုံးတယ်ခီးဝေးကို LNG သုံးတယ်နော်တဘာဓာတ်ငွေအများကြီးထွက်တဲ့အရှိအလယ်ပိုင်းနိုင်ငံတွေဆိုရင် LPG သွားကြတယ် LNG သွားကြတယ်ဒီလိုပေါ့ဒါကျွန်တော်တို့နိုင်ငံလည်းတစ်ဖြည်းဖြည်းနဲ့ဒါကိုပြောင်းသွားတဘာဝဓာတ်ငွေကိုကျွန်တော်တို့နိုင်ငံမှာလက်စစ်ထုတ်ဖို့ပဲဥတီပြီးတော့သုံးနေတယ်ဓာတ်မြေဩဇာနည်းနည်းလေးပဲထုတ်တယ်ဓာတ်မြေဩဇာနိုင်ငံတော်တဲ့အရန်လိုတယ်လျာစိုက်ပျိုးရေးနိုင်ငံလေနောက်တစ်ခါနိုင်ငံတော်သမ္မတကြီးကလည်း agro base သွားပါဆိုတာမျိုးတွေတိုက်တွန်းနဲ့ဆောင်ရွက်ခိုင်းနေတယ်အဲ့တော့ဒီများများစိုက်နိုင်ဖို့များများထွက်လာဖို့ဆိုရင်ဓာတ်မြေဩဇာအရေးကြီးတယ်အဲ့တော့ဒီနေ့မြန်မာနိုင်ငံမှာဒီပြည်တွင်းလိုအပ်ချက်9%ပဲထုတ်နိုင်အဲ့တော့ဓာတ်မြေဩဇာကြီးတိုးထုတ်ရအဲ့ဒီခါကျတော့ခုနဒီတမိမေးတဲ့တဘာဝဓာတ်ငွေရောဆိုတဲ့ခါကျတော့မြန်မာနိုင်ငံမှာဒီလောက်ဟာလားဝတ်ကြွယ်ဝါနေရေအားလျက်စီရှိတယ်သို့တော့မြန်မာဒီအရှိတောင်အာရှမှာတဘာဝဓာတ်ငွေလည်းထိုက်တင်တော့ရှိတယ်သို့တော့ခုနပြန်ပြေးပြင်လိုက်ရင်နော်ဝေကိုပြန်ပြေးပြင်လိုက်ဒီရေအားလျက်စစ်နဲ့ပေချာတာလျက်စစ်ကိုထုတ်လုပ်နိုင်ရင်လျက်စစ်တာပေးနေတဲ့တဘာဝဓာတ်ငွေတွေကိုဓာတ်မြေဩဇာထုတ်မှာပေါ့နောက်တစ်ခါမကြခင်ရေနံချက်စက်ရုံတွေတဲမယ်ရေနံချက်စက်ရုံတွေမှာရေနံစိမ်းမှာပါလာတဲ့ဆာဖာတွေကိုတဘာဝဓာတ်ငွေနဲ့ပဲပြန်ဖယ်ထုတ်ရတယ်မီသိန်းနဲ့ဖယ်ထုတ်ရတယ်နောက်အဲ့နေရာတွေမှာသုံးမှာပေါ့နောက်တစ်ခါတန်ရီဂျိုတဲ့စက်ရုံတွေဘီလက်မြေစက်ရုံတွေစသဖြင့်ဒီအစားအစာထုတ်တဲ့စားတောက်စက်ရုံတွေစားတောက်ကုန်လုပ်ငန်းဒါတွေမှာတဘာဝဓာတ်ငွေတိုးပြန်သုံးမှာပေါ့အဲ့ဒါဆိုရင်တစ်ဖက်ကလည်းလက်စစ်ကရမယ်တစ်ဖက်ကလည်းစက်မှုဖွံ့ဖြိုးလာမယ်နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်းကုန်ထုတ်လုပ်မှုပြည်တွင်းထုတ်ကုန်တိုးမြင့်ရေးကိုလုပ်ပါဒါမှ GDP တက်မယ်ဒါမှနိုင်ငံတော်စီးပွားဖွံ့ဖြိုးမယ်လူမှုစီးပွားဘဝဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်မယ်ဆိုပြီးတော့လက်စစ်နဲ့စွမ်းရည်ကဏ္ဍတွေအလွန်ရေးကြီးပါတယ်ဆိုတော့နိုင်ငံတော်သမ္မတကြီးကအားကြားထားတာအဲ့တော့တစ်ဖက်ကခုနသမီးမေးတဲ့ဘေကွန်းဆိုလို့ရှိရင်တဘာဝဓာတ်ငွေတွေရောဆိုတဘာဝဓာတ်ငွေတွေထိုက်တဲ့အချိုးမှာပဲထားမယ်တိတ်အများကြီးတော့မသုံးတော့ဘူးခုနအချက်3ချက်နဲ့ချိန်ထိုးကြည့်လိုက်နော်နံပါတ်1များများထုတ်နိုင်ရမယ်နော်နံပါတ်2ကပြည်သူတွေသုံးတဲ့လူတွေလက်လန်းပြရမယ်တဘာဝဓာတ်ငွေနဲ့လက်စစ်ထုတ်တာနဲ့ရေအားထုတ်တာတခြားစီပဲခွာခြားမှုကဈေးချင်းကတခြားစီပဲပြည်သူတွေလက်လန်းပြဖို့ကြည့်ရနံပါတ်3ရေရှည်ထုတ်နိုင်ရမယ်အဲ့တော့ဒီရေသည်တဘာဝပေးတာဘယ်တော့မှကုန်မှာမဟုတ်တော့ဘူးတဘာဝဓာတ်ငွေဆိုတာကတစ်ချိန်မှာကုန်သွားမယ်လို့သတ်မှတ်တာအခုလည်းပဲလွန်ခဲ့တဲ့နှစ်30လောက်ကကျွန်တော်တို့နိုင်ငံမှာစတွေ့ခဲ့တဲ့တဘာဝဓာတ်ငွေမြေတာတဖြည်းဖြည်းနဲ့ရော့ကျလာရေတွေပမာရော့လို့ဒီတိုင်းပဲเนาะအဲ့ရေရင်းမြစ်ကိုဥတီပြီးတော့အစစ်တာထုတ်ပါမယ်တဘာဝဓာတ်ငွေကိုထိုက်တဲ့အချိုးသုံးပြီးရင်ဘယ်မှာသုံးလဲဆိုတော့ခုနစက်မှုလုပ်ငန်းเนาะနိုင်ငံတော်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးဖို့အတွက်တဘာဝဓာတ်ငွေကိုသုံးသွားပါမယ်ဆိုတာလေးတမီးဖြေကြလို့ပါဟုတ်ကဲ့ပါရှင်အခုပေါ့နော်ပြောင်းစုဝင်ကြီးပြပြသွားတဲ့အထဲမှာဆိုလို့ရှိရင်နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်မှုတွေရဲ့အောက်မှာလုပ်ငန်းစဉ်တွေကိုလိုက်ပါပြီးတော့ဆောင်ရွက်တာကိုလည်းကြားသိရတဲ့အတွက်ကျေးဇူးလည်းတင်ပါရှင်နောက်တစ်ခုသိချင်တာကပေါ့နော်ဒီလိုမျိုးလုပ်ငန်းစဉ်တွေကိုလိုက်ပါဆောင်ရွက်တဲ့အခါမှာလျှက်စစ်နဲ့စွမ်းရည်ဝင်ကြီးဌာနအနေနဲ့လက်ရှိမှာရင်ဆိုင်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးလည်းသိချင်ပါတယ်စိန်ခေါ်မှုတွေကတော့အများကြီးပေါ့တင်ကြီးစိန်ခေါ်မှုတွေအများကြီးပဲပထမကတော့စိန်ခေါ်မှုတွေကြုံရအတိုင်းဘယ်လိုဖြတ်ကျော်လဲဆိုတာလေးရတယ်ရေးကြည့်တာပေါ့နော်ဆိုတော့ဒီလုပ်ငန်းကဘာလို့စိန်ခေါ်မှုတွေကြုံရလဲဆိုတော့ဒီလုပ်ငန်းကိုလုပ်ရတဲ့အခါကျတော့အတတ်ပညာလိုတယ်ဘယ်မှာမဆိုဤပညာနဲ့ဖြည့်ရှင်းရတာအတတ်ပညာလိုတယ်နံပါတ်2ကကြတော့ကိုယ့်ရဲ့အတွေ့အကြုံတွေလည်းစကားပြောတာပေါ့နော်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေပေါ့ဒါအပြင်ကိုယ်နဲ့တူတူပူးပေါင်းဆောင်ရတဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေသူတို့ကလည်းဒီပေါ်မှာလိုက်ပါဆောင်ရွက်နိုင်ဖို့သူတို့ရဲ့ professional တွေရှိကြတယ်အဲ့ professional တွေကသူတို့က join တယ်သူတို့အတွေ့အကြုံတွေနဲ့သူတို့ကိုတခြား organize လုပ်ပြီးတော့လုပ်နိုင်မှာ organization ကောင်းမှကိုယ့်ရဲ့ရည်မှန်းချက်တာဝန်အောင်မြင်တာပေါ့စိန်ခေါ်မှုတွေတွေ့တဲ့ခါမှာဒါတွေနဲ့ဖြေရှင်းရမယ်စိန်ခေါ်မှုတွေကဘာတွေလဲဆိုတော့ဒီလက်စစ်ကိုစွမ်းရည်ကိုကဏ္ဍဒီအမတန်ထိလွယ်ရှာလွယ်ပြည်သူလူထုအနေနဲ့လည်းဒီဟာဒီ shortage ဖြစ်နေတာသူတို့လိုအပ်တယ်ပြည်သူလူထုလိုအပ်လို့သူတို့ပြောနေတာကိုကျွန်တော်အနေနဲ့နားလေတယ်သူတို့ကိုချင်းစားတယ်ရစီခြင်းတယ်သူတို့ကိုတခါ73စီတွေဖြစ်တော့ဆိုရဲစိတ်မကောင်းတော့ဒီလန်းရှာတယ်ရအောင်ဖြည့်ရှင်းတယ်နောက်ဆုံးနီးပညာနဲ့ကြော်လာတယ်ပေါ့Go
အခုလည်းပဲလက်ဆင့်ပြီးဒါလည်းပဲဒီတိုင်းပဲသူတို့ခက်ခဲဖြစ်နေလို့သူတို့တောင်းဆိုတာဟိုမှာကိုချင်းစာရတယ်အော်တကယ်ကိုလုတ်ပေးရမှာပါလားအလင်းရဖို့လုတ်ပေးတယ်ဆိုတာနဲတဲ့ကုသိုလ်မဟုတ်ဘူးဆိုပြီးတော့ဝန်ထမ်းတွေကိုလည်းပြောတယ်ကိုတိုင်းလည်းအဲ့လိုခံယူပြီးတော့ကြိုးစားလုပ်တယ်အဲ့တော့ထိုက်တဲ့အခြေအနေတည်းကလည်းသူတို့ရှိလာလိမ့်မယ်အဲ့တော့22ရက်နေ့ကစပြီးတော့အမီးကိုပို့ပေးမယ်လို့ပြောလိုက်တယ်အဲဒီနေ့ထိပြန်တွက်ကြည့်တော့ unit 8 တန်းကျော်တိုးပေးထားတယ်တိုးတော့ဒီမီးပေးတဲ့စနစ်ကြီးကတော်တော်လေးကိုဒီဟာတိုင်းမှာဤပညာဆိုင်ရာရောဤပညာနဲ့မပတ်သက်တာတွေရောကိစ္စတွေအများကြီးရှိတယ်တော်တော်ဖြေရှင်းရအောင်မယ်သမီးပဲစဉ်းစားကြည့်ဒီကထွက်လာတဲ့လျှက်စစ်ကိုဟိုးရန်ကုန်တိုင်းပို့ဖို့ဆိုတာအရာဒီဘက်ကိုပို့ဖို့ဆိုတာနည်းနည်းတော့မဟုတ်ဘူးလေအဲ့ဒီမှာဤပညာဆိုင်ရာတွေအများကြီးရှိတယ်ဒါတွေကိုဖြေရှင်းရမှာအများကြီးပဲအဲ့တော့ဖြည်းဖြည်းချင်းတော့ရှင်းသွားမယ်ဖြည်းဖြည်းချင်းနဲ့တိုးတက်လာမယ်လို့တော့ယုံကြည်တယ်အဓိကကတော့နေ့စဉ်ပြည်သူလူထုနဲ့ထိတွေ့နေတဲ့အတွက်ကြောင့်မလို့ဒီစိန်ခေါ်မှုတွေဒီရှိနေတာပဲအဲ့ဒါတွေကိုတော့အဓိကအဲ့ဒီစိန်ခေါ်မှုတွေကိုကြော်လွှားတဲ့နေရာမှာတော့အဓိကကိုယ့်ရဲ့စေတနာပဲဒီဟာစေတနာမှန်ရင်ကိုကဘာဖြစ်လာလဲဆိုတော့ဒီဟာကိုဖြည့်ရှင်းမှုနီလန်တွေ့တာစေတနာမှန်တဲ့အတွက်ကြောင့်ဒီပေါ်မှာဒီအလုပ်ပေါ်မှာစူးနစ်နေအများအားစူးနစ်နေတဲ့အတွက်ကြောင့်ဒီပေါ်မှာကိုကဒီပြဿနာတွေကိုဒီအခက်အခဲတွေကိုဖြည့်ရှင်းဖို့တဲ့ကိုမှအဖြေရလာကိုကဒီလိုစဉ်းစားပြီးရင်ကိုအောက်ကအဖွဲ့တွေနဲ့ခေါ်တယ်တိုင်ပင်တယ်ဆွေးနွေးတယ်အဖြေထုတ်တယ်ဆောင်ရွက်တယ်ပေါ့အဲ့လိုနဲ့ကြော်သွားတာပဲအဲ့လိုအရှင်းဆုံးတမီးအနေနဲ့လောလောလတ်လတ်မြင်ရမယ်ဆိုလို့ရှိရင်73စီပြဿနာတော်တော်ပြည့်ရှင်းသွားပြီလေသို့တော့ခုနပြောသလိုဒီဘက်ကဝင်ကြီးဌာနဝန်ထမ်းတွေနဲ့ဆောင်ရွက်တယ်နိုင်ငံတော်ကနေပြီးတော့ဒါကြီးကြပ်ထိန်းချောင်းတယ်ဆိုတော့လည်းပဲမရသေးဘူးပြည်သူလူထုပါမှာပူပေါင်းဆောင်ရွက်မှာပြည်သူလူထုပူပေါင်းဆောင်ရွက်မှာပြည်သူလူထုကဘယ်ချိန်မှာပူပေါင်းဆောင်ရွက်လာမလဲဆိုကိုလှုပ်တဲ့အလုပ်ဒီကလှုပ်ပြီးနေတဲ့အလုပ်တွေယုံကြည်သူတို့ပူပေါင်းလာတယ်သူတို့ယုံကြည်အောင်လှုပ်ပြရမယ်လှုပ်ပြသူတို့ပူပေါင်းဆောင်ရွက်လာမယ်တစ်ဖက်ကလည်းပြည်သူလူထုနားလည်အောင်လို့ပြောပြရမယ်သူတို့ educate လုပ်ရမယ်ဒီလို information တွေပေးရမယ်သမီးဒီနေ့လာလို့ဒါပဲလေသူတို့ပြောပြရမယ်ဒီမှာဘာလုပ်နေတယ်ဘယ်လိုအခြေအနေရှိတယ်လုပ်နေတာတွေသူတို့ကသိမှသူတို့ကပူပေါင်းဆောင်ရွက်ရမယ်။နောက်အဲ့လျှက်စစ်နဲ့စွမ်းအင်ဆိုတဲ့ကိစ္စကသူက infrastructure ကြီးအများကြီးရှိတယ်။အခုဒီမှာပဲကြည့်ဒီက dam ကြီးကဒီကနေစလိုက်တာ။ဟိုးပေါ်မှာအဲ့ဒီမြစ်ဖြားခံလာတဲ့မြစ်ကြီးရှိတယ်။အဲ့ဒီမြစ်ထဲဝင်တဲ့ချောင်းတွေရှိတယ်။အဲ့ဒီအပေါ်မှာအဲ့ဒီချောင်းတွေမြစ်တွေကိုဒီမှာတုံးဆွဲတဲ့လူတွေကစနစ်မကြရင်ထိမ့်သိမ့်မှုမရှိရင်ဒီချောင်းတွေမြစ်တွေကောသွားရင်ဒီ dam ကြီးကတော့လုံးလို့မရတော့ဘူး။အဲ့ဒီကနေစလာပြီးတဲ့ခါကျတော့ဟိုတက်စစ်ထုတ်တဲ့ဒီကကိုကတိုင်နေနဲ့ဒီတရားလိုင်းနေနဲ့ပို့တယ်ပို့ကျင်တဲ့နေရာရောက်တယ်အဲ့ဟာဒီအားလုံးဒီ infrastructure တွေအားလုံးကပြည်သူလူထုကြားမှာဖြတ်သွားတာအဲ့ပြည်သူလူထုကဝိုင်းဝန်းကာဝယ်ဆောက်ရှောက်ရမယ်အနောက်ရှက်ဖြက်စီးလုပ်တဲ့ဒါကိုတွေ့ရင်သတင်းပို့ရမယ်ကိုတိုင်းကလည်းစနစ်တကျဒီလက်စစ်ကိုစွမ်းရအောင်စနစ်တကျသုံးဆွဲရမယ်ဒီလိုမျိုးပူပေါင်းဆောင်ရရင်ခုနစိန်ခေါ်မှုတွေဆိုတာကြော်သွားတယ်ဟုတ်ကဲ့ပါရှင်အခုနောက်ထပ်သိချင်တဲ့မေးခွန်းကတော့ဒီဌာနကိုဥဆောင်နေရတဲ့ဝင်ကြီးတယောက်အနေနဲ့လက်ရှိမှာပေါ့နော်မိုးရာသီမှာလျှက်စစ်မီးရရှိဖို့အတွက်ဘယ်လိုမျိုးစီမံဆောင်ရွက်မှုတွေလှုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်တွေထားရှိထားလဲဆိုတာကိုပြပြပေးပါအောင်ရှင်ဒါလည်းအမှန်တန်ကောင်းတာပဲဘာလို့လဲဆိုတော့မြန်မာနိုင်ငံရဲ့အနေအထားကိုကြည့်ရင်ရေအားလျှက်စစ်ထုတ်လုပ်မှုဒီမြန်မာပြည်ရဲ့အထက်ပိုင်းမှာရှိတာပေါ့နော်အထက်ပိုင်းကထုတ်လုပ်ပြီးတော့ဒါပေမဲ့သုံးဆွဲမှုကြတော့အများဆုံးကကျွန်မအောက်ပိုင်းရန်ကုန်မြို့ပေါ့နော်ရန်ကုန်မြို့မှာရှိတယ်အဲ့ဒီကိုဒီဘက်ကဓာတ်လိုင်းကြီးတွေပို့ရတယ်အဲ့ဓာတ်လိုင်းကြီးတွေပို့တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဒီမြန်မာနိုင်ငံရဲ့သဘောကလည်းဖွဲ့စည်းတိစောက်ထားဝင်ရတောင်မြောက်ရှည်လျားတယ်အဲ့တော့ဓာတ်လိုင်းကြီးကရှည်ကြီးတွေပို့ကြတယ်ရှည်ကြီးတွေပို့ကြတဲ့အခါကျတော့ဓာတ်ဆုံးရှုံးမှုတွေသူကရှိတယ် line loss လို့ခေါ်တာပေါ့အဲ့လိုဆုံးရှုံးမှုတွေမဖြစ်အောင်လို့အရင်တော့230 kV ဓာတ်လိုင်းနဲ့ပို့လာတယ်အခု900 kV 500 kV နဲ့ပို့ဖို့အတွက်ဆောင်ရွက်နေတယ်မပြီးတော့မပြီးသေးဘူးရှင်းနေမှာပြီးပြီဒါအပြင်တခြား loss ရှိတယ်နောက်တစ်ခါအခုထုတ်လုပ်ထားတဲ့ဆောင်ရွက်နေတဲ့စီမံကိန်းတွေကဒီခုနမြန်မာနိုင်ငံရဲ့အနေဒါအခုဆိုရင်ပဲဒါလေပြင်းတိုက်ခတ်တယ်တစ်ပင်တွေလဲတယ်အဲ့ဓာတ်လိုင်းကြီးသမီးဒီလာတဲ့အခါကြည့်လေအားလုံးတောတဲ့တောင်တွေကဖြတ်ဆွဲတာတစ်ပင်တွေလဲတယ်လေပြင်းတိုက်တယ်မြေပြိုတယ်ဓာတ်လိုင်းတွေပြက်တယ်အဲ့ခါကျမှကိုမျှော်မှန်းသလောက်ဒါကမထုတ်နိုင်ဘူးမပို့နိုင်ဘူးဒီလိုအခက်အခဲတွေရှိတယ်အခုထူးခြားဖြစ်စဉ်နေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဒီလက်စစ်ထုတ်လို့လည်းအရင်အမြစ်တွေဒီစက်ယုံတွေဓာတ်ခွဲယုံတွေဓာတ်လိုင်းကြီးတွေဖြည့်ဆည်းခံရတယ်ဒါတွေမဟုတ်ဘူးဒီ
သဘာဝဓာတ်ငွေ့နဲ့ဓာတ်ပြီးတဲ့စက်ရုံတွေကိုပို့တဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကိုလည်းဖျက်ဆီးခံရတယ်ဖျက်ဆီးခံရတဲ့အခါကျတော့လျှက်စစ်တပ်ကငကိုတည်းကမှစက်တက်ဆင်ထားတာကနဲနေပါတယ်ဆိုတဲ့အထက်ကအဲ့လိုဖျက်ဆီးတာလေးခံရတယ်အဲ့လိုဖျက်ဆီးခံရတဲ့ပြင်ဖျက်ဆီးတဲ့အခါကျဝန်ထမ်းတွေကသွားပြင်ကြပါတယ်သွားပြင်ရှာပါတယ်အဲ့သွားပြင်တဲ့အခါကျတော့အဲ့ပြင်တဲ့အခါမှာလေသူတို့ကအဲ့သူတို့သွားတဲ့လမ်းတစ်လျှောက်မှာမိုင်းနေမိတာနဲ့အနောက်ရှက်ပေးခံရတာနဲ့ဆိုဝန်ထမ်းတွေကတချို့အသက်ဆုံးရှုံးတဲ့လူတွေဆုံးရှုံးတယ်ကိုယ်ရင်ကဆွန့်လွတ်လိုက်ရတဲ့လူတွေဆွန့်လွတ်လိုက်ရတယ်အဲ့ဝန်ထမ်းတွေဆိုတာသူတို့လုံရင်းနဲ့သူတို့ကသူတို့ accident အရာလေအသက်ဆုံးရှုံးတာလို့ခန္ဓာကိုယ်ဆွန့်လွတ်တာလို့ရှိတယ် accident အရာအခုဒီလိုမျိုးတောက်ချက်ဖြစ်စည်းခံရတဲ့အခါကျတော့တော်တော်အခက်ခဲတွေဖြစ်တယ်အခက်ခဲတွေဖြစ်တော့တချို့သောစက်ရုံများသည်ရက်ဆိုင်ထားရတယ်တချို့ရဲ့တော့ဓာတ်လိုင်းကြီးများသည်တာဝါတိုင်းကြီးချိုးတယ်အဲ့ဒီတော့ကြောင့်ဓာတ်လိုင်းကြီးများသည်မပြုတ်ပြင်နိုင်သေးဘူးတချို့တော့မသွားနိုင်သေးဘူးအဲ့ခါကျတော့ရှိတဲ့ဓာတ်လိုင်းတွေပေါ်မှာပေါင်းထားပေါင်းပြီးတော့ပို့နေရတယ်အဲ့လိုပို့နေတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဓာတ်တွေကသတ်မှတ်ထားတဲ့ဝင်အားတဲ့ဒီဇိုင်းအနေနဲ့သတ်မှတ်ထားတာဝင်အားရှိတယ်အဲ့ဒီဝင်အားတဲ့ကပ်ပြီးတော့သူကဝင်ပိုတွေထမ်းဆောင်နေရတာပေါ့အဲ့လိုဝင်ပိုတွေထမ်းဆောင်နေတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့တစ်ဖက်ကလည်းပူအိုက်တဲ့ချိန်ကျပြည်သူလူထုရဲ့လက်စစ်သုံးဆက်မှုကမြင့်လာတဲ့ခါကျတော့ဒီဘက်ကလည်းမပြီးနိုင်ဘူးဟောပြည်သူလူထုကလည်းသုံးချိန်တယ်အဲ့ခါကျတော့သူတို့ကဘာလုပ်လဲဆိုတော့အချိန်ပိုင်းကြီးဒါကဖြတ်ပေးရအဲ့ဝင်အားလျှော့တယ်ပေါ့နော်အဲ့တော့လျှော့လိုက်တဲ့ခါကျတော့သူတို့ကပြန်ပြီးတော့မီးလာပြီးဟေးဆိုသူကတခါတည်းဒီပြိုင်နဲ့သုံးကြတာပေါ့ဒါသဘာဝကြတယ်သူကဘီကိုဖြတ်ထားရတာပေါ့သုံးလိုက်တဲ့အချိန်မှာတခါတည်းနဲ့အဲ့အချိန်မှာလုတ်ကတခါတည်း starting လုတ်ကတားတက်လာတဲ့ခါကျတော့ရှင်ခုနဝင်အားကမတိုင်မနှင်းဖြစ်နေရတဲ့ဝင်အားကြီးမှာအပိုဝင်အားတက်သွားအဲ့လိုတက်သွားပြီဆိုရင်ဘာဖြစ်လဲဆိုတော့အဲ့ဒီဓာတ်လိုင်းတစ်လျှောက်မှာတွေ့တန်းသားတဲ့ဓာတ်လိုင်းစနစ်ကြီးတစ်ခုကပျက်စီးတော့မှာအဲ့မပျက်စီးအောင်လို့ဖြုတ်ချပလိုက်တယ် breaker တွေကအဲ့ဒါ system breakdown ဆိုဖြစ်တာအဲ့ကောင် black out ဖြစ်သွားတယ်တနိုင်ငံလုံးဖြစ်တာအဲ့ဒါမျိုးကတကယ်တမ်းကျကြုံရမှာပေါ့မရှိဘူးတရားမြန်မာနိုင်ငံအနေနဲ့ဒီလိုမျိုးကြုံတွေ့နေတာအဲ့ဒါဒါကလုံလောက်မထုတ်နိုင်တာတခုပါတယ်ဟိုထူးခြားဖြစ်စဉ်နေနဲ့အခုဆိုရင်ဖြစ်စည်းခံနေတာအဲ့တော့ဒီနေ့တကယ်လို့ဒီဓာတ်တွေကဖြစ်စည်းမခံရဘူးဆိုရင်ဒီချိန်အခုပြီးခဲ့တဲ့ဒီຫນွေမှာဒီတဲ့အများကြီးဓာတ်ကိုပို့ပေးနိုင်ဟုတ်ပါမပြီးနိုင်ဘူးဖြစ်ဒီမိုးတင်ကြရင်ဘယ်လိုအစီအမံလေးရဲဆိုတော့ဝင်းကြီးဌာနနဲ့အစီအမံတွေလုပ်ထားတယ်အဲ့နံပါတ်1ကတော့ဒီ line တစ်လျှောက်လိုအပ်တဲ့ရှင်းလင်းမှုတွေလုပ်တာပေါ့နော်နောက်ပြီးတော့ဓာတ်ခွဲရုံတွေကြက်ခံရေးလုပ်တယ်နော်ဓာတ်ခွဲရုံတွေက transformer တွေကိုတေချာကြက်ခံရေးလုပ်ခိုင်းမယ်ဒီဓာတ်လိုင်းတွေကိုတန်ရှင်းလုပ်မယ်နောက်တစ်ခါကျခုနဒီစက်ရုံတွေခုနပဲမှာထားပြီးပြီနော်ဒါကြက်ခံရေးတွေတေချာလုပ်ကြပါဒီလိုဆောင်ရွက်ခိုင်းတာလေတစ်ဖက်ကလည်းပဲပြည်သူလူထုဟိုဖြန့်ဖြူးတဲ့နေရာမှာဒါလေလွှင့်မှုတွေရှိဒါလေလွှင့်မှုတွေရှိတဲ့ခါကျတော့ဒီတူးချင်းကနေပြီးတော့အိမ်မှာဆိုရင်မလို့ရင်မိပိတ်ထားဒါပေမဲ့သုံးတဲ့ခါကျတော့အသုံးနဲ့အဖြိုးရှိတယ်များများသုံးစီခြင်းတယ်ပြုံးတိမှုကတော့မကောင်းဘူးမရတဲ့လူကမရဘူးလေအဲ့တော့ဒါဟုတ်လေဒီတိုင်းပဲမတမာမှုနဲ့သုံးဆွဲတဲ့ခါကျတော့ပေးတော့ပေးလိုက်တယ်ဒါကပေးကားပေးကြီးမရတဲ့လူကမရသေးဘူးဖြစ်တယ်ဒီဂျားပါဒီမတမာမှုနဲ့ယူလိုက်တာတွေကလည်းအများကြီးပဲအဲ့နဲ့ပတ်သက်ရင်တော့ကျွန်တော်အနေနဲ့ဝန်ထမ်းတွေကိုလည်းတက်တက်မတ်မတ်ပြောထားပြီးပါပြီသူတို့ကိုလည်းဒါမျိုးတွေ့ရင်တော့အရေးယူမှာခွင့်မလုပ်ဘူးအဲ့တော့တစ်ဖက်ကလည်းပဲပြည်သူလူထုအနေနဲ့လည်းခုနပူပေါင်းဆောင်ရွက်မှုဆိုအဲ့ဒါဘယ်သူအားဖြစ်ဘယ်အဖွဲ့အစည်းအားဖြစ်ဘယ်နေရာမှာဒီဟာကိုတရားမဝင်ယူသုံးနေပါတယ်ဆိုရင်သတင်းပို့ပါကောစင်တာလေးတွေဖွင့်ထားတယ်နောက်တူးချင်းရဲ့သုံးတဲ့မီတာပေါ့နော်အဲ့ဒါကိုပြောရမယ်ဆိုရင်တော့ဒီမြန်မာနိုင်ငံရဲ့လူကြီးတွေဟာတိုးပွားလာတယ်သို့တော့ဒီမီတာကိုလိုက်ပြီးတော့မီတာဖတ်တဲ့စနစ်မီတာကောက်တဲ့စနစ်ဟိုးရင်ခေတ်ကအတိုင်းပဲမပြောင်းသေးဘူးလက်တွေ့မဖြစ်နိုင်ဘူးဒါမဖြစ်နိုင်ဘူးဒီလုံးဒီလူကြီးထူထပ်လာတာအရင်တော့ဆိုရင်ဒီလိုထက်မြင့်တိုက်တွေမရှိဘူးဆိုတဲ့ခါကျတော့ဒီမီတာဖတ်တဲ့လူကဘယ်လိုလုပ်သွားနိုင်မလဲနေရာတိုင်းအဲ့ဒီခါမှာမတမာမှုဆိုတာအဲ့ဒီအစားအဲ့ဒါတွေကိုလည်းစနစ်တကျနဲ့မီတာကိုဖတ်နိုင်အောင်လို့ပေါ့နော်အဲ့ digital စနစ်နဲ့သွားမှာအခု73စီမှာလှုပ်လိုက်တယ်လို့ပဲအဲ့လိုစနစ်နဲ့ထိန်းချုပ်သွားမယ်နော်အဲ့တော့မိုးတင်းကာလဆိုရင်တော့ခုနလိုဓာတ်တိုးထုတ်အောင်ရေအားကတိုးလာလိမ့်မယ်
ရေအားတိုးလာရင်တစ်ဖက်ကလည်းမိုးရင်းဆိုရာသီဥတုကနည်းနည်းအေးလာပြီပြည်သူကလှုပ်သုံးဆွဲတဲ့နှုံတော့နည်းနည်းကျဒီဘက်ကဓာတ်တိုးထုတ်တကယ်လို့တိုးထုတ်လို့များဘက်ကသဘာဝဓာတ်ငွေ့ကိုရှော့နိုင်မယ်ဆိုရင်ဓာတ်မြေဥစားကြီးပို့ထုတ်မယ်အဲ့ဒီကာလတာအဲ့လိုအစီအမံလေးတွေလုပ်ထားဟုတ်ကဲ့ပါရှင်အခုဝင်းကြီးရှင်းပြသွားတယ်မှာတကယ်ကိုပေါ့နော်အကြောင်းအရာစုံလင်လဲအနာစုံလင်စွာနဲ့သိရပါတယ်ပြည်သူတွေအနေနဲ့လည်းဘာကြောင့်မို့လို့တချို့ဆိုလို့ရှိရင်လည်းပြည်သူတွေအနေနဲ့ပေါ့နော်မေးတဲ့မေးခွန်းတွေရှိရပါတော့လျှက်စစ်တာပဲစက်ုံတွေရှိတာပဲဘာကြောင့်ပြည်သူတွေစီကိုလျှက်စစ်မီးမရရှိတာလဲလျှက်စစ်တွေမရရှိတာလဲဆိုတဲ့မေးခွန်းမှာဆိုလို့ရှိရင်စနဝင်းကြီးပြပြသွားတယ်မှာထူးခြားတဲ့ဖြစ်စဉ်တွေရှိတယ်ဖြည့်ဆည်းခံရတာရှိရဆိုလို့ရှိရင်ဝင်းကြီးကိုယ်တိုင်ရှင်းပြသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သူတွေအနေနဲ့လည်းတကယ်ကိုပေါ့နော်အကြောင်းအရာဆုံးလင်ကိုသိရှိသွားမယ်လို့ထင်ပါတယ်ရှင်အခုလိုဖြစ်ဖြစ်တော့လေလက်စနဲ့ဆိုင်းဝင်ကြီးဌာနတရားစုဝင်ကြီးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်တင်ပါတယ်ဒီကနေ့ကျမတို့ရဲ့စွမ်းရင်ရှိမှစွမ်းအမြင့်မီဆိုတဲ့အတိုင်းပဲကျမတို့နိုင်ငံတောက်ပါဖို့အတွက်လျှက်စစ်ကဏ္ဍကဘယ်လောက်ထိအရေးကြီးရဲဆိုတာကိုကြားသိခဲ့ရပါတယ်ဝန်ကြီးဌာနရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့အတူပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကလည်းအင်မတန်မှအရေးကြီးလာပါတယ်။ကြည့်ရှုနေကြတဲ့မိဘပြည်သူများအားလုံးလျှက်စစ်အန္တရာယ်ကင်းဝေးပြီးတော့စွမ်းရင်ပြေးသွားတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နေကြပါလိမ့်ရှင်။အခုဆိုရင်တော့နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရဖွဲ့သစ်ရဲ့ပထမဦးဆုံးခြေလှမ်းအနေနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လျှက်စစ်နဲ့စွမ်းရည်ဝင်ကြီးဌာနရဲ့ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့တွားရောက်မေးမြန်းခဲ့တာတွေကိုတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများအတွက်အစိုးရအသစ်ရဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်တွေကိုကျမတို့ရဲ့သတင်းတွေပြန်ကြားရေးဗျူရို PPIB ကနေပြီးတော့ဂုဏ်ယူစွာနဲ့ရိုက်ကူးတင်ဆက်လိုက်ရပါတယ်ရှင်။